မိဘပြည်သူများခင်ဗျာမိဘပြည်သူများသိရှိပြီးဖြစ်တဲ့တိုင်းပဲဒီနေ့ဒီလက်ဆောင်တွေမိုးလဲ12 နာရီ 57 မိနစ်ခန့်မှာဒီဗီဒီယိုကောင်းစီနေပြီးမန္တလေးတိုင်းစကားတိုင်းဒေသကြီးနဲ့တချို့ဒေသတွေမှာနေလေးလှုပ်ခတ်မှုဖြစ်ခဲ့ပါတယ်ဖြစ်ပွားတဲ့နေရာတော့မန္တလေးမြို့ရဲ့အရှိမြောက်ပဲ20 ကီလိုမီတာခန့်အကွာမှာဗဟိုပြုပြီးတော့မြေအောက်10 ကီလိုမီတာအနက်မှာလှုပ်တယ်လို့ကျွန်တော်သိရတယ်လှုပ်တဲ့အဆင့်ကတော့ pressure scale 9.9 scale ရှိကြောင်းအဆင့်ရှိကြောင်းအဲ့ဒီငလျင်အလုံးပြင်းထန်တဲ့ငလျင်တစ်ခုဖြစ်ကြောင်းလည်းကျွန်တော်သိရှိရပါတယ်နောက်ဆက်တွဲငလျင်များလည်းဆက်လက်လှုပ်ရှားခဲ့တာရှိပါတယ်ဒီလှုပ်ရှားမှုကြောင့်ထိခိုက်ပျက်စီးမှုဒီကတော့မန္တလေးမြို့စကိုင်းမြို့နေပြီးတော့မှာတော့ပျက်စီးမှုများပြပါတယ်လက်ရှိကျွန်တော်ယနေ့ချိန်ယူချိန်ထိပေါ့တရင်ပို့တဲ့ဒီရင်ပို့ကြရတော့နေပြီးတော့ကောင်းစင်နေမျိုးမှာ96 ယောက်စကိုင်းမြို့မှာ18 ယောက်ကြောက်စင်မှာ30 ယောက်စုစုပေါင်း144 ယောက်တေဆုံးကြောင်းနဲ့ဒါရရတော့နေပြီးတော့ကောင်းစင်နေမျိုး132 ယောက်စကိုင်းမြို့မှာ300 ယောက်နဲ့ကြောက်စင်မြို့မှာတော့CCCအလုံးပေါင်း932 ယောက်ဒါရရှိတယ်လို့ကျွန်တော်သိရပါတယ်တေဆုံးမှုနဲ့ဒါရရှိမှုတော့ဒီတဲ့တိုးလာစရာကျွန်တော်ရှိပါတယ်တချို့နေရာတွေမှာလည်းတိုက်တွေပြိုကျတဲ့အတွက်ကြောင့်ဒီတိုက်တွေကိုလည်းပြန်ပြီးတော့မှဆက်တဲ့လုပ်ငန်းတွေကျွန်တော်လုပ်နေစေဖြစ်ပါကျွန်တော်ကိုယ်တိုင်လည်းရောက်ရှိကြည့်ရှုပြီးလည်းဖြစ်ပါတယ်မိဘပြည်သူများနေတယ်လေဒီငလင်းကဘာဝဘေးကြောင့်ဖြစ်လာတဲ့ငလင်းအန်ရကိုငလင်းတန်းကိုကယ်ဆယ်ဖို့လုပ်ငန်းတွေကကျေပြတ်စွာလုပ်ဖို့ရှိတဲ့ကြောင့်တက်နေတော့ဘာဝင်ကူညီပေးဖို့ကျွန်တော်တို့မြေတားရက်ခံလို့ပါတယ်ကျွန်တော်အနေနဲ့လည်းဖြစ်ပွားတဲ့ဒေသအားလုံးလည်းရေးပေါ်အခြေအနေကြီးညာထားပြီးတော့ပြည်ပအကူအညီများပေးနိုင်ဖို့လည်းအခုလမ်းဖော်ထားပြီးဖြစ်ပါတယ်။မကြသေးကြရပဲအာဟာစင်တာနေပြီးတော့လက်ပြန်မှာရေးပေါ်ကိစ္စပစ္စည်းတွေပို့ဖို့နဲ့အိန္ဒိယနိုင်ငံလည်းလက်ပြန်မှာကိစ္စပစ္စည်းပို့ဖို့ကမ်းလာနာရှိတယ်လို့ဒါလည်းခွင့်ပြုထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ်။ကျွန်တော်မိသည့်နိုင်ငံမိသည့်အဖွဲ့အစည်းမဆိုမြန်မာနိုင်ငံပြည်မှာရှိတဲ့ရရှိလို့မိဘပြည်သူများမဆိုတော့ကုညီနိုင်ဖို့ကျွန်တော်ဖိတ်ကြားလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်